ဘာမှမစားရသေးတဲ့ကျန်စစ်သားဟာဘိုက်ဆဆာနဲ့ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်တော့တံမြာချမ်းကိုသာတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့သူ့မှာပါလာတဲ့အရိဏမအလှမ်းနဲ့တံမြာသီးတွေကိုလှမ်းနဲ့ခူးယူပြီးတော့စားတောက်ပါတော့တယ်။တံမြာချမ်းကိုစောက်တဲ့တံမြာချမ်းမှုကတံမြာသီးတွေကိုအိမ်ကြီးမပြတ်စားတောက်နေတဲ့ကျန်စစ်သားကိုတွေ့တော့တံမြာသီးတွေတလောက်စားနေတာမချင်ဘူးလားလို့မေးလိုက်တဲ့အခါမှာကျန်စစ်သားကအရိဏမအလံနဲ့ခူးယူထားတဲ့တံမြာသီးတချို့ကိုချမ်းမှုကိုစားကြည့်ဖို့ကြွေးလိုက်ပါတယ်။အဲ့ဒီအခါမှာအရိဏမအလံနဲ့ထိုးယူထားတဲ့တံမြာသီးတွေကချိုးပြီးစားကောင်းနေတာကိုချမ်းမှုလည်းအံ့ဩစွာသိရှိလိုက်ရပါတယ်။ဒီလိုနဲ့ကျန်စစ်သားဟာတံမြာချမ်းမှုကိုနှုတ်ဆက်ပြီးတာနဲ့အေယာဝတီမြက်ကံဘက်ကိုခရီးထပ်ဆက်လာခဲ့ပါတယ်။မြစ်ကန်နဘေးကိုရောက်တော့ခက်လန့်လှမ်းမှာလှေလော်ခန့်နေတဲ့သူတယောက်ကိုတွေ့တဲ့အခါကျန်စစ်သားကလှေလော်ခန့်နေတဲ့သူကိုလှမ်းခေါ်ပါတယ်။လှေလော်ခန့်နေတဲ့သူကမကြားသလိုလိုမကြားချင်အောင်ဆောင်သလိုလိုဟန်ဖြစ်နေတာကြောင့်ကျန်စစ်သားဟာသူ့မှာပါလာတဲ့အရိဏမအလှမ်းနဲ့အချိန်အဟုန်ပြင်းစွာလှေဦးကိုပစ်ဆိုင်လိုက်ပါတယ်။အလွန်ပင်အချိန်ပြင်းတဲ့အရိဏမအလှမ်းကြောင့်လှေရဲ့ဦးတီချက်ကလဲထွက်သွားပြီးတော့လှေသမားထိတ်ထိတ်လန့်လန့်နဲ့ဖြစ်ကလှမ်းခေါ်နေတဲ့ကျန်စစ်သားကိုတွေ့သွားပါတယ်။အဲ့ဒီအခါကျမှပဲလှေသမားကကျန်စစ်သားစီရောက်လာပြီးတော့ကျန်စစ်သားကိုအေယိုဒီမြစ်ရဲ့တစ်ဖက်ကံကိုလိုက်ပို့ပေးလိုက်ပါတယ်။ကျန်စစ်သားဟာမြစ်ရဲ့တစ်ဖက်ကံကိုရောက်တော့ခရီးပန်းပြီးတော့မအေးရသေးမစားရသေးတာကြောင့်ခဏတာအိတ်ဆက်အနားယူဖို့အတွက်တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုတွားရောက်အနားယူနေလိုက်ပါတယ်။ခဏအကြာမှာတော့ပကံပြည်ကကျန်စစ်သားကိုမနာလိုမုန်းတီးသူတွေဆေးလွှတ်လိုက်တဲ့လက်ရွေးစင်စစ်တီတချို့နောက်ရောက်ခံပြီးတော့ကျန်စစ်သားကိုရှင်းဖို့အတွက်ကျန်စစ်သားထံရောက်ရှိလာကြပါတယ်။တတိဝိရိယအင်မတန်ကောင်းတဲ့ကျန်စစ်သားကသူ့ကိုလာရောက်တိုက်ခိုက်ကြတဲ့ရန်သူတွေကိုချက်ချင်းပဲခုခံတိုက်ခိုက်နိုင်ပြီးတော့တချို့ကအရိဏမလှန်ရဲ့လှန်ချက်ကြောင့်ပွဲချင်းပြီးသေဆုံးသွားကြပြီးတော့တချို့ကကျန်စစ်သားကိုမရှင်းနိုင်ကြတော့ပဲကြောက်ကြောင်နဲ့ထွက်ပြေးသွားကြကုန်ပါတယ်။ကျန်စစ်သားမှလည်းရန်သူတွေရဲ့ဓာချက်နဲ့ပေါင်းမှာအလွန်ကြီးမားတဲ့ဒဏ်ရာကြီးတစ်ခုရရှိသွားပါတယ်။ဒီမှာဆက်နေလို့မဖြစ်တော့တဲ့ကျန်စစ်သားဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ပဲနေ့ရောညပါရွယ်လုံးလာဝိရိယချီစွာနဲ့ခရီးထပ်ဆက်ရပါတယ်။မွန်လင်းလို့ရှေ့နာကရွာငယ်လေးတရွာကိုတွေ့တော့ထင်းခွဲသူကခွဲအလုံးလုံးသူကလုံးနဲ့ကျက်သွန်တန်ခွေးဟောင်တန်တွေနဲ့ရွာလေးကိုသဘောကျမိပြီးတော့အဲ့ဒီရွာတွေကိုဝင်ရောက်သွားလိုက်ပါတယ်။ပြီးတော့အနီးနားကအိမ်တအိမ်ရဲ့အနားကိုရောက်ရှိသွားတဲ့အခါမှာရေအရန်စာနေတဲ့ကျန်စစ်သားဟာအိမ်ရှင်ထံကနေပြီးတော့ရေတောင်းတောက်ဖို့အိမ်ရှင်ကိုလှမ်းကြည့်ပါတယ်လူတဦးတယောက်မှမတွေ့တာကြောင့်ကျန်စစ်သားဟာဒီအတိုင်းပဲအိမ်ထဲကိုဝင်ရောက်သွားပြီးရေကိုထိုင်တောင်းနေလိုက်ပါတယ်အိမ်ပိုင်ချင်းဖြစ်တဲ့မင်းမပြိုလေးတန်ဘူလာကတော့သူမနဲ့ဦးရီတော်ဆက်တဲ့ဘုံကြီးရဟန်းရှင်မတီတန်ဆွန်ကပ်ဖို့အတွက်ဘုံကြီးကျောင်းကိုရောက်ရှိနေပါတယ်တန်ဘူလာဆိုတဲ့မင်းမပြိုလေးဟာဟိုးငယ်ငယ်လေးကလေးကမိဘတွေလည်းအလောက်ကင်စားတော့ကြပြီးချစ်စင်အောင်စစ်ပိုးထိပြီးကွယ်လွန်သွားကြလို့တန်ဘူလာရဲ့ဖခင်နဲ့ညီကိုတော်ဆက်တဲ့ဦးရီတော်ရှင်မတီကပဲကလေးမလေးတန်ဘူလာကိုရွာသူရွာသားတွေကပဲဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့မှာထားခဲ့တာပဲဖြစ်ပါတယ်အခုတော့အပြိုရွယ်ရောက်ရှိနေပြီဖြစ်တဲ့တန်ဘူလာဟာအင်မတန်ချောမောလှပပြီးဆွဲဆောင်မှုရှိတဲ့ရုပ်စင်အင်္ဂါရှိသူမိန်းမပြိုလေးတယောက်ဖြစ်နေပါတယ်။မိန်းမပြိုလေးတန်ဘူလာဟာဝီတော်ရှင်မတီကိုစွန့်ကပ်ခံဒီမှာသူမညတော်ကမှတ်ခဲ့တဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုမေးမြန်းရှောက်တင်ပါတယ်။အိမ်မက်ထဲမှာနေလုံးကြီးကသူမရဲ့အနာကိုရောက်လာပြီးတော့စကားလာပြောပြီးပန်းစည်းပေးသွားတယ်ဆိုပြီးတော့မှတ်ပါတယ်။ဦးရီတော်ရှင်မတီကလည်းဒါဟာကောင်းတဲ့အိမ်မက်ဖြစ်တယ်မကြခင်မှာယောက်ျားမြတ်တယောက်ရောက်ရှိလာလိမ့်မယ်အဲ့ဒီရောက်လာတဲ့ယောက်ျားမြတ်ကိုကျွေးမွေးပြုစုပါဆိုပြီးတော့မှာလိုက်ပါတယ်ဒီလိုနဲ့ဘုန်းကြီးကျောင်းကနေပြန်လာခဲ့တဲ့မိန်းမပြိုလေးတန်ဘူလာဟာသူမရဲ့ဦးရီတော်ရှင်မတီပြောလိုက်တဲ့စကားတွေဟာထူးဆန်းနေပါလားဆိုပြီးတော့တလန်းလုံးတွေးပြီးဖြည်းဖြည်းချင်းအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့မိန်းမပြိုလေးတန်ဘူလာဟာရုတ်တရက်ကြီးပဲကမှမသိတဲ့ယောက်ျားသားတယောက်အိမ်ထဲမှာရေထိုင်တောင်းနေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်ရှင်ဘသူလဲဘဲကလာပဲပိုင်ဆိုးပိုင်နဲ့ကျမအိမ်မှာရေဝင်တောက်နေရတာလဲ
ကျန်စစ်သားဟာဘာမှပြန်မပြောတော့ပဲရေကူသာမနာတမ်းတောင်းနေပါတယ်တန်ဘူလာဟာသူမမိတာကိုမဖြေတော့ဒီမှာရှင်ဘသူလဲဘဲကလာပြီးအိမ်မှာရေဝင်တောင်းနေရတာလဲလို့မေးနေတယ်မဟုတ်ဘူးလားဆိုပြီးတော့နောက်ထပ်တစ်ချိန်ထပ်မိလိုက်တော့မှပဲကျန်စစ်သားကတန်ဘူလာကိုလှည့်ကြည့်လိုက်ပြီးရေငတ်လိုလိုဝင်တောင်းမိတာပါဗျာအင်ရှင်မသိလို့ဝင်တောင်းမိတာခွင့်လို့ပါဆိုပြီးတော့တောင်းပန်စကားပြောလိုက်ပါတယ်ပြီးတော့တန်ဘူလာကိုမကြည့်ရဲကြည့်ရဲနဲ့ကြည့်လိုက်ပြီးပြောစရာရှိတာကိုဖွင့်ပြောလိုက်ပါတယ်ကလီမကျွန်တော်ကိုထမင်းကျွေးပြကျွန်တော်ဘိုက်ရန်စာနေတယ်တန်ဘူလာကရှင်ဘာပြောတာလဲအဲ့ဒီအခါမှာကျန်စစ်သားကရှင်းပါတယ်ဗျာကျွန်တော်ကိုထမင်းကျွေးပါကျွန်တော်ဘိုက်ရန်စာတယ်တန်ဘူလာကအန်အော်ဘာတော်လို့ပြောပြီးတာနဲ့တစ်ချက်တိတ်ဆိတ်သွားပြီးကျန်စစ်သားကိုကြည့်ပြီးတော့ထိုင်တွေးနေလိုက်ပါတယ်ဘယ်ကမှမသိတဲ့သူကမေးတော့လည်းမဖြစ်အခုတော့သူ့ကိုထမင်းကျွေးပါတယ်သူ့ပုံစံကိုကြည့်တော့လေတကူလုံးကစိတ်ဝင်စားစရာတွေကြီးပဲအိုးမဖြစ်ပါဘူးမင်းကလေးတို့ရဲ့အိမ်ကြီးရွှေပေးဖို့မရတဲ့သူ့ရဲ့အခြေအနေကိုစောင့်ကြည့်နေအောင်မပဲဆိုပြီးတော့ထိုင်တွေးနေပါတယ်ဘိုင်ရန်စားတဲ့ကျန်စစ်သားဟာတန်ဘူလာကိုလှည့်ကြည့်လိုက်တော့တန်ဘူလာကဘာမှမလုပ်ပေးသေးပဲဒီအတိုင်းသာထိုင်နေပါတယ်အဲ့ဒါကြောင့်ကျန်စစ်သားဟာဒီအိမ်မှာထမင်းစားရဖို့အခြေအနေမထူးဘူးဆိုတဲ့အတွေးဝင်လာပြီးတခြားအိမ်မှာသွားတောင်းစားကမှအဆင်ပြေအောင်မဲ့ဆိုပြီးတော့လှန်ကိုထောက်ပြီးထားမလို့လောက်တော့မဲ့အချိန်မှာပဲဝါးနဲ့ဆောက်ထားတဲ့ကြံမြင့်ကြီးကလှန်ရဲ့အယူတန်ကြောင့်ကျွံကျသွားပြီး3-4ရက်လောက်ထမင်းမစားရတဲ့ကျန်စစ်သားဟာပေါင်မာလဲတန်ရနဲ့အားအင်းနေချီနေနေပြီးဖြစ်တာကြောင့်ပုံရက်သာလဲကျသွားပါတယ်အဲ့ဒီခါကျမှပဲတန်ဘူလာဟာအိုးဆိုပြီးတော့စိုးရင်တန်တွေထွက်ပေါ်လာခဲ့ပါတယ်တခါမှယောက်ျားလေးကိုမထိဘူးမကင်ဘူးတဲ့မိန်းမပြိုစစ်စစ်ဖြစ်တာကြောင့်ကျန်စစ်သားကိုကူထူပေးဖို့အတွက်မထိရဲမကင်ရဲဖြစ်နေပါတယ်ကျန်စစ်သားကလည်းအဲ့ဒီလဲကျနေတဲ့နေရာမှာပဲထိုင်လျက်သာဖြည်းဖြည်းချင်းရွှေ့လိုက်ပြီးနှံရံကိုမှီပြီးတော့တက်တော့တက်တာမေးနေလိုက်ပါတယ်တန်ဘူလာကကျန်စစ်သားကိုကြည့်ပြီးတော့စိုးရင်တန်လေးနဲ့ထပ်ပြီးတော့မေးမြန်းပါတယ်ရှင်ဘယ်ကလာတာလဲနေပြည်တော်ကပါရှင်ဘာအလုပ်လုပ်တာလဲစစ်သားပါရှင်ဟုတ်တယ်မင်းမှုထမ်းစစ်သားအော်ရှင်ကစစ်သားပါလားရှင်နာမည်ရောဘယ်လိုခေါ်လဲဟင်ကျန်စစ်သားဘလို့အနိုးရထမင်းရဲ့သူ့ရဲကောင်းကြန့်စစ်သားလားဟင်ဟုတ်လားအရင်ကတော့ဟုတ်တယ်ဗျာအခုတော့မဟုတ်တော့ဘူးဒီလောက်ပဲဖြေပြားစီဆိုပြီးတော့ပိတ်ပြောလိုက်ပါတယ်အဲ့ဒါနဲ့တန်ဘူလာဟာဦးကြီးတော်ရှင်မတီပြောခဲ့တဲ့အင်ကိုရောက်လာမယ်ယောက်ျားမြက်လားမသိဘူးဆိုပြီးတော့တွေးနေမိပါတယ်ခမရမေးတာဖြေပြီးပြီကျွန်တော်ခိုင်းတာလဲလုပ်အောင်ရှင်ခိုင်းတာဟုတ်လားကျမကိုဘာခိုင်းထားလို့လဲကျန်စစ်သားကမေ့တက်လိုက်တာကလေးမရဲ့ကျုပ်ကိုထမင်းကြွေဖို့ခိုင်းထားတာလေးဆိုပြီးတော့ပြောလိုက်တော့မှပဲအော်ဟုတ်သားပဲထမင်းလာစားလို့ရပါပြီရှင်ကျန်စစ်သားဟာထမင်းစားနေရင်နဲ့တန်ဘူလာကိုအဖေနဲ့အမေလည်းမတွေ့ပါလားဘယ်ရောက်နေလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတန်ဘူလာကအဖေနဲ့အမေမရှိတော့ပဲတယောက်တည်းနေတယ်လို့ပြောလိုက်တော့ကျန်စစ်သားကဒါဆိုတယောက်တည်းမနေရတော့ဘူးမောင်ကြီးတို့နှစ်ယောက်အတူနေကြမယ်ဟုတ်ပြီလားဆိုပြီးတော့ပြောလိုက်ပါတယ်အပြိုစင်တန်ဘူလာခမအခုမှတွေ့ဘူးတဲ့ယောက်ျားသားကရီစားစကားပြောတော့နေမတိထိုင်မသားဖြစ်သွားရပါတယ်အခုလိုတန်ဘူလာရှက်နေတဲ့အချိန်မှာပဲကျန်စစ်သားကတန်ဘူလာရဲ့လက်ကိုစုပ်ကိုင်းလိုက်ပါတယ်အပြူစင်တန်ဘူလာလေးဟာရင်တွေအရန်ကုန်လာပြီးကျန်စစ်သားကတယောက်တည်းမနေရတော့ဘူးเนาะမောင်ကြီးရှိတယ်ဘာမှစိတ်မပူနဲ့အတူနေကြမယ်ကြားလားလို့ထပ်ပြီးတော့ပြောလိုက်တဲ့အခါမှာရင်တွေအရန်ခုန်နေတဲ့တန်ဘူလာကရှက်ရှက်နဲ့ခေါင်းငိတ်လိုက်ပါတယ်ဒီလိုနဲ့တန်ဘူလာဟာကျန်စစ်သားရဲ့တန်ရာတွေကိုကူ